နဲ့တစ်သလုံးဆွဲလန်းသွားခဲ့တာကိုယ်တိုင်အောင်မိတယ်စံစားကနေခြေဓာတ်ထိအပြစ်ကင်းလုံးနဲ့မိတ်ကလေးရဲ့အသေးနဲ့အောင်ချင်မိတယ်